အားလုံးပဲမင်္ဂလာပါရှင်။ Senior Lifestyle Blog မှာပြန်လည်ကြည့်လိုက်ပါတယ်။ဒီနေ့လေးမှာဆိုရင်တော့ညီမတို့မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တွေရဲ့နေ့ထူးနေ့နဲ့လေးဖြစ်တဲ့နေုံလာပြည်လေးမှာညီမတက်နိုင်တဲ့လောက်လေးကုတူလေးတွားပြီးတော့လုပ်ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးကိုလည်းဆက်လက်ပြီးတော့အားပေးကြည့်ပေးကြပါအောင်နော်။အခုကတော့အိမ်ကနေပြီးတော့အမေနဲ့တူတူသွားမှဖြစ်တဲ့အတွက်ကြောင့်မလို့အမေတို့အိမ်စီလမ်းလျှောက်နေပါတယ်။နေုံလာပြည်နေ့မတိုင်ခင်လေးကမိုးတွေကအရမ်းရွာတာမို့လို့ထိဆောင်သွားရပါတယ်။နေုံလာပြင်းနေမတိုင်ခင်ညရောနေုံလာပြင်းနေမနက်ခင်ရောက်တဲ့အချိန်မိုးတွေကတဲတဲမဲမဲရွာနေရမို့လို့အမေနဲ့ချိန်ထားတာ8နာရီမထိုးခင်ဆိုတော့အိမ်ကနေအဲ့ချိန်လောက်လေးထွက်တာမိုးလေးဆဲသွားလို့တော်ပါသေးတယ်အခုကတော့အမေတို့အိမ်ရောက်ကိုရောက်လာပြီပဲဖြစ်ပါတယ်ဒီနေ့ကုသိုလ်ပြုနေတယ်မှာအမေနဲ့တူတူသွားမှာဆိုတော့အမေကိုလာပြီးတော့စောင့်ပါတယ်အမေကတော့ကုသိုလ်လေးကပေါ်မှာမစင်နိုင်ပါဘူးခဏလေးစောင့်ပါအောင်မယ်နော်အမေလေးကပေါ်ဆင်းလာပြီးတော့တကားဖွင့်ပါတယ်không màu không rồi không màu màပြောနော်အဲတမ်းနဲ့အားလုံးပဲခဏနေမှပြန်တွေ့မယ်နော်အမေနဲ့တူတူလမ်းလျှောက်နေပါတယ်နေုံလားပြင်းနေမတိုင်ခင်တရက်နှစ်ရက်လောက်တည်းကမိုးတွေကလည်းအရန်ကောင်းတော့မနေ့ကလည်းအရန်ဟိုမှာမိုးတွေရွာပါတယ်အခုနည်းနည်းလေးမိုးဖွဲလေးဖြစ်သွားလို့တော်သေးရဲ့လမ်းလျှောက်ပါတယ်ဒီနေ့ဖျားသွားမယ်လို့ပြောထားရဲဆိုတော့ဖျားသွားမှာကညီမတို့နားမှာပေါ့နော်အမြဲတမ်းဒီနေ့ဆက်ဆက်သွားလို့ရတဲ့အကျဉ်းတိုင်းအောင်ဆိုတဲ့ဖျားရှိပါတယ်အခုကဒီဖျားကိုလည်းရှောက်နေရပါနားအမေနဲ့ပါမိချေလန်းနေတာတက်ကြွနေပါတယ်အဲ့ဒါတက်ကြွနေနော်ဆက်ပြီးတော့လာလိုက်ပါမယ်ရှင်အခုဖျားရှိကိုရောက်လာပြီပဲဖြစ်ပါတယ်မိုးရီရန်ရွာထားတာကြောင့်မလို့ဖះရင်မြတော်မှာဆိုရင်မိုးရီဆူရွှဲနေရပဲမဟာသမီးတော့မရုပ်ခင်မှာအရင်ဦးဆုံးစတုတီတာတွေကျွေးပြီးတော့အလူရှင်တွေအောက်မှာအများကြီးပဲရှိနေပြီဆိုတော့အရင်ဦးဆုံးစတုတီတာကျွေးရနေရစီသွားပါတယ်အမေကလည်းစတုတီတာစီသွားပါတယ်ကိုကိုကလည်းအနောက်ကနေလိုက်ပြီးတော့ဗီဒီယိုလိုက်ရိုက်ပါတယ်စတုတီတာကျွေးရဲ့လူရှင်တွေကတော့တကယ်လို့မှအစားအစာတွေအများကြီးပါပဲတကယ်လို့မှလည်းပြဝဝနဲ့ကိုလာပြီးတော့လှူနေကြတာပါဒါကတော့မိုးဟင်းကအလူရှင်တွေပဲဖြစ်ပါတယ်ကိုကိုတိုင်းသွားပြီးတော့မိုးဟင်းကသွားယူခဲ့တဲ့အတွက်ကြောင့်မလို့ဒါကတော့သူတို့လှူတဲ့မိုးဟင်းကားလေးပါတကယ်လို့မှမိုးဟင်းကားလေးကစားချင်စွဲပုံစံလေးပါအားလုံးပဲစားကြပါအောင်နော်ကဲအမေကတော့ဘာတွေယူလာလဲမသိဘူးအဲ့တော့သွားဒီမှာအုံနိုးဆန်ပြုတ်ရဲ့ကြားစံခောက်ဆွဲကြော်ရဲ့အကြော်လေးတွေရဲ့အမေယူလာပဲဖြစ်ပါတယ်ရတာအားလုံးရှိမဲ့ပုံလေးပါပဲကိုကိုတိုင်းထပ်ပြီးတော့ရေခဲမုတ်ရဲ့အပွားကိတ်မုတ်လေးရဲ့လက်ဖက်လေးရဲ့ယူလာပါသေးတယ်အခုကတော့တယောက်စီကိုပေါ့နော်မဟာသမီးတော့ရွတ်ဖက်ပူဇော်ဖို့အတွက်စာအုပ်လေးတွေလိုက်ပြီးတော့ဝေပေးထားတာပဲဖြစ်ပါတယ်ရီဖွဲကတော့အခုပဲစာပြီးတော့ရွရပါပြီဒါအမေကတော့ပထမဦးဆုံးစာရွတ်နေပြီပေါ့နော်ကိုကတော့အရင်ဆုံးမတန်းလေးအနေနဲ့ဗီဒီယိုရိုက်ဖြစ်ပါတယ်အတော်ဖြစ်သူကိုလည်းခေါ်ရတဲ့အတွက်ကြောင့်မလို့ခဏနေမှကိုရီရွတ်ဖတ်တဲ့အချိန်ပြီးတော့ပထမတစ်ခေါက်ပြီးတဲ့အချိန်ကျမှပဲအတော်လေးရောက်လာပါတယ်အဲ့တော့သူကတခါရွတ်ပြီးရင်ခဏနားပြီးတော့နောက်ဖွဲ့တွေဆက်ရွရပါတယ်ကိုအလှည့်ကျကိုပြန်ရောက်တဲ့ခါကျရင်တော့နောက်တစ်ခါပြင်ပြီးတော့ရွတ်တယ်ပေါ့နော်အဲ့လိုအလှည့်ကျလေးနဲ့သွားတာပါအခုအတော်ကတော့ရောက်လာပြီပဲဖြစ်ပါတယ်။အများဖွဲ့တွေရွနေတော့အလဲကျကိုရီဖွဲ့မရောက်သေးဘူးဆိုတော့အတော်စောနာတော့ကကိုရီတန်းစီထားတဲ့စတူဒီတာလေးအတော်ရင်ကျွေးပါတယ်။ဒါကတော့မရုပ်ခင်ခဏလေးပြန်လာတဲ့အချိန်လေးပါ။တပင်းဖွဲ့တွေကတော့ခုချိန်ရွနေရပါတော့။နောက်တစ်ချိန်မစားခင်မှာအတော်မွေးငါစားဖို့တော့စတူဒီတာလိုက်ကျွေးပါတယ်။အခုကတော့ကိုရီအလှည့်ပြန်ပြီးတော့ကြားရောက်လို့လာပါပြီ။
ဒုတိယကြိမ်ထပ်ရွတ်ထားပြီးသွားပြီပဲဖြစ်ပါတယ်တတိယကြိမ်ဆက်ရွတ်ခြင်းပဲဖြစ်ပါတယ်ဒီတခါတော့အမေနဲ့အတော်ဗီဒီယိုလေးရိုက်ပေးထားပါတယ်8 နာရီလောက်ကရောက်တာဆိုတော့အခုနေ့ကင်း1 နာရီလောက်မှခဏပြန်ပြီးတော့အိမ်မှာပြန်နာပါတယ်ညနေကျမှတခါပြန်ပြီးတော့လာမှဖြစ်တဲ့အတွက်ကြောင့်မလို့အခုကတော့ဖခင်ကနေအိမ်ခဏပြန်နေရပဲဖြစ်ပါတယ်အိမ်မှာခဏနာပြီးတော့ညနေ4 နာရီခွဲလောက်ကျတော့မဟာသမယတို့ထပ်ပြီးတော့ယူဖို့အတွက်ဖခင်စီကိုထပ်ပြီးတော့ရောက်လာခဲ့ပါတယ်အဲ့တော့108ခေါက်မပြည့်မချင်းယူနေရဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်내အဝေးကနေလာတဲ့အဖွဲတွေကတော့သူတို့နာတဲ့ချိန်ကျရင်တော့ဖျားပေါ်မှာပဲနားရမို့နော်ကိုကတော့အိမ်နဲ့ဖျားနဲ့ကနေရတဲ့အတွက်ကြောင့်မလို့ကိုအိမ်မှာခဏနားပြီးတော့အခုညနေပိုင်းလေးကိုတခါပြန်ပြီးတော့ထွက်လာပဲဖြစ်ပါတယ်မနစ်ကလည်းနေုံလာပြင်းနေမှာဖျားမှာသွားပြီးတော့မဟာသမယတို့108ခေါက်ကိုကိုနိုင်တဲ့လောက်လေးရွတ်ဖတ်ပူဇော်ခဲ့ပါတယ်ဒီနှစ်လဲဒါဒုတိယအကြိမ်ပေါ့နော်ထပ်ပြီးတော့ရွတ်ဖတ်ပူဇော်တာပဲဖြစ်ပါတယ်အခုကတော့ညနေပိုင်းဖျားမှာထပ်ပြီးရွတ်ဖို့မှီသေးတဲ့အခေါက်ကြီးအတွက်ကိုထပ်ရွတ်နေရပဲဖြစ်ပါတယ်108ကျင်းရွတ်လို့အပြီးမှာတော့ဦးဆောင်တဲ့ဖုံဖုံကနေပြီးတော့ဘုရားကြီးမြင်တော်ပေါ်ကိုလာပြီးတော့ဝိရွတ်တဲ့ဖွဲ့တွေအားလုံးမတက်ရက်ပြီးတော့ပေါ့နော်ဘုရားမှာမေတ္တာပူဆူတောင်းတဲ့ဟာကိုအရှိကနေဦးဆောင်ပြီးတော့ဖုံဖုံကတိုင်ပြီးတယ်အနောက်ကဝိရွတ်တဲ့သူတွေအားလုံးကလိုက်ပြီးတော့အခုလိုမျိုးပေါ့နော်ဘုရားကိုပတ်ပြီးတော့ကုသိုလ်ပြုဆုတောင်းတာတွေပြုလုပ်ခဲ့ကြပါတယ်ကိုကတော့အမတ်တရားဗီဒီယိုလေးရိုက်မယ်ဆိုတော့ဇောင်းတဲ့နေရာနေမထွက်တော့ဘဲနဲ့ဗီဒီယိုလေးပဲရိုက်ဖြစ်ခဲ့ပါတယ်ဒါအခြားသောအဖွဲ့ဝင်တွေလည်းအဒီနေ့မှာပေါ့နော်လုံးဝသူတို့နိုင်တဲ့ကုသိုလ်တွေလာပြီးပြုနေတာတကယ်လို့မှအာရဝမ်းသာပျော်ရွှင်မှုကောင်းပါတယ်ကြည်နူးပီတိလည်းဖြစ်ရပါတယ်နေုံလာပြည့်နေ့အတွက်ကတော့ကိုရီနိုင်တဲ့ဘက်ကနေစေတနာပပလေးနဲ့ဘုရားကိုအာယုံပြုပြီးတော့ကုသိုလ်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်နေုံလာပြည့်နေ့လေးမှာမဟာသမယတုတ်အကျင့်108ခေါက်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားလေးကတော့ပြီးသွားပြီပဲဖြစ်ပါတယ်လာပြည့်နေ့လေးမှာလည်းကိုနိုင်တလောက်စေတနာလေးနဲ့ထတူထမြတကယ်မဟာသမယတုတ်ကိုတတိချချလေးရိုးတည်ယုံကြည်နဲ့ရွတ်ဖတ်ပူဇော်ခဲ့တာပြီးသွားပြီပဲဖြစ်ပါတယ်ညနေပိုင်းမှာထပ်ပြီးတော့စတုတီတာအလူရှင်ကမွေးငါကျွေးသေးတယ်ဆိုလို့ထပ်မပြီးတော့မွေးငါကျွေးတဲ့အဆောင်စီကိုတွားပြီးတော့မွေးငါသွားစားကြပါသေးတယ်ကိုရိုင်းယုံစနင်းနဲ့ဆိုတော့အတော်အမီရောတွားယူကြပါတယ်ကိုရိုင်းကလည်းအနောက်ကနေအားကြမခံလိုက်ယူပါတယ်ညနေကလေးမှာတစ်ဖြတ်ထပ်ပြီးတော့3ယောက်သားပေါ့နော်မွေးငါစတုတီစာစားခဲ့ကြပါသေးတယ်မိုးလေးကလည်းအေးဆိုတော့ရာသီဥတုလေးနဲ့လည်းမွေးငါလေးကကိုက်နေပြီးတော့ပူပူလေးတကယ်စားလို့ကောင်းပါတယ်အမှတ်တရပုံလေးပဲဖြစ်ပါတယ်ဒါကတော့ဒီနေ့လေးမှာမဟာသမယတုတ်ရွတ်ဖတ်ပူဇော်ပွဲအတွက်ကမကချားနဲ့ဦးဒီဦးဆောင်လုပ်ခဲ့တဲ့ဖုံဖုံကိုတွားရောက်ပြီးတော့ကြောနေတဲ့မြင်ကွင်းပုံလေးပဲဖြစ်ပါတယ်အနီမငယ်လေးပါသမီးဗီဒီယိုထဲမှာအနီမငယ်ပါပြီနေုံလာပြင်းနေတော့ငါပြုလုပ်ခဲ့တဲ့ကုသိုလ်လေးတွေကို vlog လေးနဲ့တင်ဆက်ပြီးတော့ဗီဒီယိုလေးမျှဝေပေးထားတာပဲဖြစ်ပါတယ်ညီမရဲ့ဗီဒီယိုလေးတွေကိုညီမရဲ့ YouTube channel ကနေပဲဖြစ်ဖြစ်ညီမရဲ့ Facebook ကနေပဲဖြစ်ဖြစ်ဆက်လက်ပြီးတော့ကြည့်ပေးကြပါအောင်လို့တောင်းဆိုလိုက်ပါတယ်เนาะအဲ့တော့နောက်နေ့ဒီမှာလည်းအကျိုးရှိပြီးတော့ကောင်းမွန်တဲ့ဗီဒီယိုလေးတွေကိုတင်ဆက်ပေးမှာမို့လို့ဆက်လက်ပြီးတော့အားပေးကြပါအောင်ရှင်အားလုံးပဲနောက်နေ့လေးဒီမှာလည်းတင်ပြီးတော့တွေ့ကြမယ်เนาะအားလုံးပဲတတား